ညာကြီးဆိုတာကအကိုကျွန်တော်တို့ပေါ်ပေးတဲ့မြစ်တာတရားအမှုပညာချင်းနဲ့တိုင်းထွာလို့မရပါဘူးဟုတ်ကြည့်ရတနည်းတနည်းပို့ပြီးပူတော့အဲ့မင်းကိုမင်းသိဖြစ်တာပေါ့အကိုအောင်မြင်နေသူအကိုကြတော့အကိုကအောင်မြင်သွားပြီးတော့အကိုတပည့်ရအသုံးမကျဘူးဆိုပြီးတော့ပြောခံရမှာလဲကြောက်တယ်အဲ့အတွက်ကြောင့်လဲအကိုကလည်းအများနဲ့သူတပည့်တွေအဲ့လိုအဖြစ်မခံဘူးအများတန်းလဲသူကိုယ်တိုင်လဲသင်ပေးတယ်ကျွန်တော်တို့ကလည်းအများတန်းလဲစူးစမ်းနေတာဟုတ်အဲ့လိုမဟုတ်ပါဘူးဘယ်သူမှမရနိုင်ဆိုတော့တရားအကိုကိုလူတွေကမုန်းနေဦးမယ်မဟုတ်ပါဘူးအကုန်လုံးကလူတိုင်းကိုချစ်ပေးကြတာပါဟုတ်အကိုကိုချစ်တယ်ဆိုတာလေအကိုကသူ့ရဲ့အမှုပညာပေါ်အများနဲ့ပေးဆက်တယ်သူ့ရဲ့အမှုပညာပေါ်သူအများနဲ့စူးစမ်းတယ်လူမို့လို့ဒီလိုပါပဲမေတ္တာပြီးတော့မေတ္တာပြန်ရတဲ့သဘောပါပဲဟုတ်စိတ်ချစ်သူတို့ရေစုံတွဲလာဝယ်ယုံနဲ့90ရာခိုင်နှုန်းသက်သာခွင့်ရရှိမဲ့ Lucky Timers နဲ့အတူ Lotte Hotel မှာကျင်းပပြုလုပ်မဲ့ Wedding Fair အခမ်းအနားကြီးလာပါပြီLotte Hotel ရန်ကုန်မှာဇွန်လ6ရက်နေ့ကနေ9ရက်နေ့ထိ2ရက်တိုင်တိုင်အမိုက်စားကျင်းပပြုလုပ်မဲ့ Whisper All Star Lucky Timers Wedding Fair 2026ကြီးမှာစုံတွဲလာဝယ်ယုံနဲ့ချမ်းမဲဥကျော်ရဲ့ရမတ်ထဲကစေ90ရာခိုင်နှုန်းအထူးသက်သာခွင့်ကြီးကိုရရှိပိုင်ဆိုင်နိုင်ပါနော်တနိုင်ငံလုံးမှာရှိတဲ့စိတ်ချစ်သူရတနာချစ်သူများရဲ့တခဲနဲ့တောင်းဆိုမှုများကြောင့်ပွဲ2ရက်ကြာကာလအတွင်းထပ်တူခန်းစားခွင့်များနဲ့အတူတနိုင်ငံလုံးကစိတ်ချစ်သူများအတွက် live ဆေးကြီးကို3ရက်ကြာလိုက်လွှင့်ရောင်းချပေးသွားမှာဖြစ်ပြီးရန်ကုန်မန္တလေးနေပြည်တော်ရှိ Lucky Time စိတ်လက်ကားရိုင်ရောင်းခန်းမကြီးများမှာလည်းထပ်တူခန်းစားခွင့်ရှိရဆိုတာမမေ့ဖို့လက်တွေ့လိုက်တယ်နော်ဒီပွဲလေးတက်ရောက်ဖြစ်တာတော့ဒါကျွန်တော်ရဲ့အကိုဆရာရဲ့ရုပ်ရှင်ဇာတ်ကားပထမဆုံးယုံတင်တဲ့ကားမို့လို့လာရောက်အားဖြစ်တာပေါ့အမှန်တမ်းပြောလို့ရှိရင်တော့ကျွန်တော်အဲ့လောက်ထိတော့မထင်တာဘူးအကိုတရုပ်ဆောင်ကထွေလာထွက်တဲ့အချိန်မှာရမ်းကောင်းတယ်သူ့ကိုကျွန်တော်အကြိုက်ဆုံးကသူ့ရဲ့မျက်စိကိုကြည့်ပြီးကြိုက်တယ်မျက်စိကလုံးဝပေါက်ခွဲမယ်ဆိုတော့ပေါက်ခွဲတဲ့မျက်စိမျိုးတကယ်ကြောက်ဖို့ကောင်းတယ်တော့ကြောက်ဖို့ကောင်းတယ်ကောင်းပါတယ်ကျွန်တော်ကအသိဆုံးအော်ပါကျွန်တော်ကအိုက်ကားမှတော့အခုဘေးနားမှာအများနဲ့ရှိမနေတော့သူတရုပ်ဆောင်မျိုးတိတ်မတွေ့ရမတွေ့ရခါကျတော့အခုထွေလာထွက်တဲ့အချိန်မှာဟာကိုကအဲ့လောက်ထိအောင်တရုပ်ဆောင်နိုင်တာလားဆိုပြီးတော့အော်မိတဲ့အခါရရှိတယ်ကြည့်ရတနည်းတနည်းပို့ပြီးပူတော့အဲ့မင်းကိုမင်းသိပျော်ဆုံးပဲပေါ့တိုင်းပြည်ဝမ်းသာပါတယ်လွယ်ပြပြကျွန်တော်တို့ရဲ့အကိုဆရာအောင်မြင်မှုအတွက်တကယ်ကိုဂုဏ်ပြုပါတယ်တခန်းတော့မဟုတ်ပါဘူးနှခမ်းလားမသိဘူးဒါပေမဲ့အဲ့တော့ကျတော့ကျွန်တော်ကအကိုရဲ့ရုပ်ရှင်ပထမကားလည်းဖြစ်တယ်လိုအပ်တဲ့ညာကိုပဲကျွန်တော်ကရုပ်ဆောင်မဆောင်ဘူးဆိုတော့မသေးကြဘူးလေဒီမှာအလုပ်တွေကတစ်ဖက်ဆိုတော့အဲ့တော့အားတဲ့ချိန်လေးမှာအားသလိုအကိုကားမှာဝင်ပါခြင်းတဲ့အတွက်တစ်လုံးရနှလုံးရကျွန်တော်ရဲ့ကားကျွန်တော်ရုပ်ဆောင်တာအရန်dialogue ပဲကြက်လိုက်ရအချိန်ပေးလိုက်မင်းပါပြစ်ချင်တာလဲပေါ့နော်အဲ့လေးပြီးတော့မင်းပါပြစ်ချင်တာစားတာပါမဟုတ်အဓိကပြောချင်တာကအကိုအတွက်ဆိုရင်ဘာပဲလောအေးဆေးပါအရန်ပျော်ပါတယ်ကျွန်တော်တို့ဒါဒီလိုအရာမျိုးဆိုတာကျွန်တော်တို့ဘဝမှာမရဘူးတဲ့အရာတွေပါဒါအကိုနဲ့ပတ်သက်ပြီးတော့အကိုမြေတောင်မြောက်ပြီးလို့ကျွန်တော်တို့ဒီလိုပွဲမျိုးတွေတက်ရတယ်ဒါအကိုရဲ့ကျေးဇူးပါပဲဟုတ်ခက်ကြမ်းကြမ်းရမ်းရမ်းပေါ့ဟုတ်လုံးဝအမိုက်စားပေါ့ကိုနဲ့လိုက်တဲ့ character ပေါ့ကိုနဲ့လိုက်တဲ့ character နဲ့ကန်ဆက်သူဇာကားကြရင်တော့main character တနေရာတော့ရထားပါတယ်အဲ့ကကြရင်လည်းအဘို့တော့ဖိတ်ခေါ်ပါတယ်ဟုတ်ကျွန်တော်10သိန်းလောက်ကုန်သွားပါတယ်အကိုရဲ့စီစဉ်မှုဟုတ်ပါဘူးအမှုပညာကြီးဆိုတာကအကိုကျွန်တော်တို့ပေါ်ပေးတဲ့မြစ်တာတရားအမှုပညာချင်းနဲ့တိုင်းထွာလို့မရပါဘူးဟုတ်ကျွန်တော်ကအများနဲ့စူးစမ်းနေတဲ့လူငယ်တယောက်ပါအများနဲ့ဥစားတော့ဖြစ်မနေပါဘူးပါဖက်တော့ဖြစ်မနေပါဘူးအများနဲ့စူးစမ်းနေတယ်အများနဲ့ကျွန်တော်တို့ကတော့ပညာအများနဲ့လိုအပ်နေတဲ့လူငယ်တွေပါဟုတ်ဖြစ်တာပေါ့အကိုအောင်မြင်နေသူအကိုကြတော့အကိုကအောင်မြင်သွားပြီးတော့အကိုတပည့်ရအသုံးမကျဘူးဆိုပြီးတော့ပြောခံရမှာလဲကြောက်တယ်အဲ့အတွက်ကြောင့်လဲအကိုကလည်းအများနဲ့သူတပည့်တွေအဲ့လိုအဖြစ်မခံဘူးအများတန်းလဲသူကိုယ်တိုင်လဲသင်ပေးတယ်ကျွန်တော်တို့ကလည်းအများတန်းလဲစူးစမ်းနေတာဟုတ်အဲ့လိုမဟုတ်ပါဘူးဘယ်သူမှမရနိုင်ဆိုတော့တရားအကိုကိုလူတွေကမုန်းနေဦးမယ်မဟုတ်ပါဘူးအကုန်လုံးကလူတိုင်းကိုချစ်ပေးကြတာပါဟုတ်အကိုကိုချစ်တယ်ဆိုတာလေအကိုကသူ့ရဲ့အမှုပညာပေါ်အများနဲ့ပေးဆက်တယ်သူ့ရဲ့အမှုပညာပေါ်သူအများနဲ့စူးစမ်းတယ်လူမို့လို့ဒီလိုပါပဲမေတ္တာပြီးတော့မေတ္တာပြန်ရတဲ့သဘောပါပဲဟုတ်ကျွန်တော်ဖန်ကူးထောင်လာဖန်ကူးကအကြောင်းမျိုးကြောင့်ကျွန်တော်ပြတ်သွားတယ်အခုဖန်ကူးကတော့အသေးစားလေးပေါ့ပြန်ဖွင့်လာတယ်အရင်တော့ဖန်ကူးလည်းကျွန်တော်ကို supporting ပေးခဲ့ညီမလေးအားလုံးလည်းကိုကြီးကျေးဇူးတင်ပါတယ်ညီမလေးတို့အားလုံးလည်းကိုကြီးတတိယပါတယ်ကိုကြီးဖန်ကူးအစ်စ်လည်းဖွင့်လာပါတယ်လာ join နေတဲ့လူလာ join လို့ရပါတယ်ဟုတ်ဒီကားလေးကိုလည်းအားပေးကြပါလို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒါကျွန်တော်အကူရဲ့ပထမဦးဆုံးအောင်မြင်မှုတစ်ခုဆိုလဲမမားပါဘူးအဲ့တော့အားပေးပါအောင်ပြောချင်ပါတယ်ခင်ဗျာဟုတ်